ဖြစ်ပါတယ်ကျွန်တော်ကဗုဒ္ဓဘာသာဗမာလူမျိုးတယောက်ဖြစ်တယ်မျိုးဖလားဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့အတွက်ကျွန်တော်ကဖခင်ဒီလိုပဲဗုဒ္ဓဘာသာကိုကူးကွယ်တယ်နတ်တွေကိုကူးကွယ်တယ်သူတို့ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုအတိုင်းယဟန်ခံရတယ်ရှင်ပြုရတယ်ကျွန်တော်ယဟန်ခံပြီးအသက်တာထိကိုကျွန်တော်ဗုဒ္ဓဘုရားကိုယုံကြည်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဗုဒ္ဓအရေးကိုခြုံလိုက်တဲ့အခါမှာကျွန်တော်မိဘတွေဖြစ်တဲ့နောက်ကဒီမှာရှိတဲ့လူကြီးတွေကလေးသူငယ်တွေကဥချတယ်ဥချတဲ့ခင်မှာဩဗုဒ္ဓဘုရားကတကယ်ပဲကြီးမြတ်ပါလားသူ့ရဲ့အရေးလေးကိုခြုံလိုက်တာနဲ့ငါ့ကိုဥချကြတယ်ကိုးကွယ်ကြတယ်ပူဇော်ကြတယ်ပေါ့ဩငါကိုကြီးလေးပဲရှိသေးတယ်ပေါ့ယဟန်သာဖြစ်လို့ရှိရင်ငါ့ကိုဘယ်လောက်မြန်ကိုးကွယ်ကြမလဲဘယ်လောက်မြန်ပူဇော်ကြမလဲဆိုတော့ငငယ်လေးတွေကငါယဟန်ဖြစ်အောင်လုပ်မယ်ဘုန်းကြီးဦးစေးဖြစ်အောင်လုပ်မယ်ဘုန်းကြီးဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ငငယ်လေးတွေကဖျားစာတွေဖတ်တယ်ကုသိုလ်ရဖို့အတွက်အမျှဝေဖို့အတွက်ကိုငငယ်လေးကရအောင်ကြက်တာကိုရင်လေးဘုရားအဲ့ကနေစပြီးတော့ကျွန်တော်တစ်ဖက်ပြေးတော့ကိုရင်ထွက်သွားတယ်အဲ့ဒီကစပြီးငငယ်လေးလူလောကရောက်လာတော့လူတွေကငါ့ကိုတငယ်ချင်းပဲအဖေအမေကလည်းသားပဲပြန်ခေါ်တယ်ပေါ့ကလေးဘဝပဲရှိသေးတယ်ကိုရင်ဘဝပဲရှိသေးတယ်ဒီကနေပြီးတော့ကျွန်တော်အသက်တာဒုတိယကျင်းအသက်14နှစ်လောက်မှာကိုရင်ကြီးတစ်ခါပြန်ဝတ်တယ်ကိုရင်ကြီးပြန်ခံတော့ကျွန်တော်ဖျားစာကြပြီဖျားရှိခိုးတက်ပြီကောင်းကောင်းအမျှပေးတည်တယ်ပြီအဲ့ဒီအချိန်မှာကိုရင်ကြီးဆိုတော့ကိုရင်လေးတွေကိုအုပ်လျှော်ရတယ်ဦးစင်းနေဘုန်းကြီးကလည်းဦးစားပေးတယ်လူတွေအကြီးကိုဒကာကမတွေကလည်းကျွန်တော်တို့ကိုဥရှာတယ်ဝတ်ပြုတယ်ကောင်းကောင်းပြုစုဆက်ဆံကောင်းကောင်းကျွေးမွေးဆောင်ရှောက်တယ်ပေါ့ကျွန်တော်တို့ဗမာလူပြောလို့ရှိရင်ကောင်းအကြတော့ငါယဟန်ဖြစ်အောင်လုပ်မယ်ဆိုတဲ့အတိုင်းပဲကျွန်တော်ရှင်းနှခါပြုခဲ့တယ်ကိုရင်လေးကိုရင်ရှင်းနှခါပြုတယ်ပြုပြီးတော့ကျွန်တော်9ရက်ပြည့်တော့ဝင်ကြီးပြန်ထွက်သွားတယ်ထွက်ပြီးတဲ့အချိန်မှာကျွန်တော်အသက်တာအပြင်လောကရောက်သွားပါတယ်အပြင်လောကလူလောကမှာကျွန်တော်10တန်းကြာပြီးတဲ့အချိန်မှာကျွန်တော်မိဘအခြေအနေရစာဝင်နေအခြေအနေရကျွန်တော်အပြင်လုပ်ကိုစလုပ်ခဲ့တယ်ပြင်ရလုပ်လို့စလုပ်တဲ့အတွက်သူများအလုပ်လုပ်တဲ့အလုပ်တဲ့အတွက်ပင်မဆင်းရဲစွာခံရတယ်ပင်မဆင်းရဲစွာပြန်ခံရတဲ့အချိန်မှာပြန်စဉ်းစားကြည့်တယ်အော်ငါကိုရင်လေးဘုန်းကြီးကိုရင်လေးဝတ်တုံးကတော့ငါအတွက်ဘာမှပူစရာမလိုဘူးဟိုကအလူဝတ္ထုငွေကတ်လိုက်ဟိုကကျူးတယ်အစင်းစစားလိုက်နေအပြင်လောကရောက်တဲ့အချိန်ကျတော့ငါပင်မကြီးစွာဝမ်းစာတော့ကိုအလုပ်လုပ်ရတယ်မိဘကိုချကျူးရတယ်ဆိုတဲ့အသက်တာနဲ့အသက်တာ6လမ်းခဲ့တယ်6လမ်းရင်းနဲ့လောက်ရတဲ့အလုပ်ကပင်မတဲ့အတွက်တကယ်ကြီးအပေါင်းအသင်းတွေကလူလောကမှာရှိတဲ့လူတွေကကျွန်တော်တို့ပြောရဆိုတကယ်ကြီးတွေကကောင်းတဲ့တကယ်ကြီးကရှားတယ်မကောင်းတဲ့တကယ်ကြီးကများတယ်အလုံးလုံးတဲ့တွဲပဲတာအရက်တောက်တဲ့လူတွေပေါင်းပြီးတော့ကျွန်တော်အရက်တောက်မိတယ်ကွန်ဆာတက်တယ်ဆက်လေးတောက်တာတက်တယ်တဖြည်းဖြည်းနဲ့အလုံးပြင်ပန်းဆိုအလုပ်တော့အရက်တောက်လိုက်တယ်ဒီကအလုပ်လုပ်တယ်အရက်တောက်လိုက်ဆိုဒီလိုပဲတန်စရာလဲနေနောက်ဆုံးကျွန်တော်ဘဝကြီးကအရက်သမားဖြစ်သွားတယ်အရက်သမားဖြစ်သွားတော့ကျွန်တော်တို့ဗုဒ္ဓဘာသာကျွန်တော်ပြောဘူးတယ်ကျွန်တော်လူကြီးသူမတွေကပေါ့ဒီအရက်ကြီးကိုဖျက်ချင်လို့ရှိရင်ဖုန်းကြီးဝေးရမယ်ကိုရင်ချင်းပြပြီးဖုန်းကြီးဝေးရမယ်ဆိုတော့ကျွန်တော်ဖုန်းကြီးဝင်မှာပေါ့ကျွန်တော်ဖုန်းကြီးဝင်မယ်ဒါကဒီအရက်ပြတ်နိုင်တယ်ဘာကြောင့်ကျွန်တော်ဖုန်းကြီးဝတ်ချင်တယ်ပြောလို့ရှိရင်ကျွန်တော်အရက်မတော့ကျွန်တော်တည်းမနေနိုင်တော့မနေ့ဆိုရင်အရက်လေး100ဘိုးတော့တောက်လိုက်ကမှကျွန်တော်လက်ကညှိနေတာရက်မတော့ရင်ကျွန်တော်ဒီလိုဖြစ်နေတာတူထမင်းစားရင်လူသူများကြီးလို့အောက်ကုန်းအမြင့်မြင့်ကောင်းမစားရဘူးရဲဝင်မစားရဘူးအရက်သမားဘိုးကဒီလိုတုံတော့ဒီလိုကုတ်ပြီးစားရတယ်ဘိုးကငါဖះရှိတယ်ငါတို့ကိုယ်ကိုယ်ထားရတာဖះရှိတယ်ဗုဒ္ဓဘာသာထားဖို့ထေရဝါဒဗုဒ္ဓမြတ်စွာဘုရားငါတို့ဖះရှိတယ်သင်္ကန်းရေချုံတော်မှာကောင်းကြီးကောင်းခံစားရတယ်ကောင်းကောင်းနေရတယ်ငါဖုန်းကြီးဝင်မယ်ဖုန်းကြီးဝင်မယ်ဆိုပြီးတော့ကျွန်တော်အလှရှင်တယောက်ကကျွန်တော်ကိုသင်္ကန်းစီးဖို့လုပ်ပြီးတော့ကျွန်တော်ဖုန်းကြီးဝတ်ပေးတယ်ဖုန်းကြီးဝတ်ပြီးတော့ကျွန်တော်အဲ့ချိန်မှာတုံနဲ့ဖုန်းကြီးဝတ်လိုက်တယ်ဝတ်လိုက်တော့တိမ်စင်းလေးလောင်းတော့လူတွေအများကြီးပဲတိမ်စင်းလောင်းကြတယ်ဝတ္ထုငွေတွေအလူငွေတွေအများကြီးရတယ်ဟိုဖះငါတို့ကူးွယ်တယ်ဖះကောင်းပါလားဘုရားမြတ်စွာဘုရားကောင်းပါလားဆိုပြန်ညကြတော့ညနေကြတော့တနေ့ကင်းလုံးအစားမစားဘူးအရင်မတော့ဒီလိုလက်တွေကညကြမနေနိုင်တော့ကြောင်လာတယ်လူကအရင်မတော့မနေနိုင်ဘူးကျွန်တော်တက်တာကြောင်လာမနေ့ထိကျိမ့်မိပြီးနေတယ်ဖះရှိခိုးတယ်အမြပန်းပေးဝေတယ်ဒီလိုပဲနေနဲ့မနေ့မိုးလေးနဲ့ကြောက်ဓာတ်မခံနိုင်တော့လူကအစာမစားတဲ့ရက်ကများတယ်အရက်နဲ့ပဲအသက်တာရှင်းလာတာဖြစ်တဲ့အတွက်ကျွန်တော်အသက်တာလေးကမနေ့လေ9နိုင်လေးလောက်ကြောက်မိလေွာမိလေတော့လူတွေကစီကျွန်တော်ကိုရင်ဦးစီးတစ်ခါလဲချွတ်လိုက်တယ်ချွတ်ပြီးတော့အပြင်စီကန်းပို့လိုက်အဲ့မှာအပြင်မှာကျွန်တော်အသက်တာ6လမ်းနေအပြင်တာ6လမ်းတော့အရက်သမားပဲအရက်သမားနေဘုရားပဲနေနေအိမ်မှာလည်းအလုံးမရှိဘူးအိတ်လိုက်စားလိုက်အရက်တောက်လိုက်နေလာတော့မိဘတွေကညီကိုမောင်နှမတွေကကျွန်တော်မကြည့်ဘူးတော့အဖေကနောက်ဆုံးကျွန်တော်အိမ်ဘဝကနေနေချလိုက်တယ်နောက်ဆုံးအိမ်ဘဝနေချတော့အမေမျက်နှာကျွန်တော်ပြန်ကတ်နေတယ်နောက်ဆုံးကြတော့အဖေကသတင်းစာနဲ့ငွေရဆိုတော့တားဖြစ်ကနေဆွန့်လွတ်လိုက်တယ်အရက်မူးနေတော့မိဘမှမသိဘူးညီကိုမောင်နှမကိုမသိဘူးအဖေကအိမ်ဘဝနဲ့အငွေရဆွန့်နေဘာဖြစ်လဲနေကစားအများကြီးပဲယောက်ျားလေးထောင်းပြီးတန်းမရှိဘူးဆိုတဲ့မာနနဲ့အိမ်ဘဝဆင်းသွားတယ်မူးကြောင်နဲ့အသက်တာပဲဒီလိုပဲသွားတယ်ဟိုနာအိတ်လိုက်ဒီနာစားလိုက်အမျိုးတွေချီသွားလိုက်ဒီလိုနဲ့အသက်တာ6လမ်းနေနေနောက်ဆုံးမှာကျွန်တော်ဖျားကောင်းမြတ်ကြောင်းအင်္ဂလိပ်ဆရာဆရာတွေကကျွန်တော်အင်္ဂလိပ်ပြောခဲ့တယ်ပြောတဲ့အချိန်မှာကျွန်တော်နှလုံးသားထဲမှာစိတ်ဝင်စားတယ်ဒီဖျားတကယ်အသက်ရှင်လားသူတို့ကမြည်ဆန်းကြည့်ပါလားလို့ပြောတယ်အတင်းယုံခိုင်းတာမဟုတ်မြည်ဆန်းကြည့်ပါလားငါမြည်ဆန်းမယ်ဟုတ်ပြီမြည်ဆန်းမယ်ဆိုတဲ့အချိန်မှာပဲ
ကျွန်တော်ဘုရားသခင်ကကျွန်တော်အခုလက်ရှိဇနီးတယ်လေးနဲ့ပြင်ဆင်ပေးတယ်ပြင်ဆင်ပေးတဲ့အချိန်မှာကျေးဇူးတော်ပဲဘုရားသခင်ရဲ့ပြင်ဆင်ပေးတဲ့ဇနီးဆိုတာယုံကြည်သူဖြစ်တဲ့အတွက်ကျွန်တော်ရင်သူကဘုရားကိုတည်တဲ့အမျိုးသမီးဖြစ်တဲ့အတွက်သူနဲ့အတူကျွန်တော်မီးဆန်းတယ်နော်မီးဆန်းကြည့်ပါဆိုငါမီးဆန်းမယ်မိမအောင်လည်းပြောတယ်နဲ့ဘုရားသခင်အသက်ရှင်မရှိရင်ငါမီးဆန်းမယ်ဘုရားကြောင့်လိုက်တယ်ဘုရားကြောင့်လိုက်အရင်မတော့ဘူးဆိုတော့သူစီကန်းတော့ကျွန်တော်လိုက်ရတာပေါ့ဘုရားကြောင့်တော့အရင်မတော့ဘူးဆိုတော့ကျွန်တော်ဘုရားကြောင့်လိုက်တယ်နှုတ်ကပတ်တော့နားထောင်တယ်စိတ်ထဲမှာတိတ်ပြီးမပါဘူးနားထောင်တာပဲရှိတယ်အပြန်ကျရင်လမ်းမှာအရက်တရားဝင်တော့တယ်ပြန်လာတယ်ဒီလိုနဲ့ပဲအသက်ရှင်တယ်နောက်ဆုံးဘုရားသခင်ကကျွန်တော်ကိုပို့ဆောင်ပေးသေးတယ်ကျွန်တော်မီးဆန်းနေတာရက်40တင်တဲ့လက်ချောင်းရက်40တင်သွားတယ်အဲ့ဒီမှာကျွန်တော်အရင်မတော့နဲ့အရင်မတော့မနေလို့ရနေပြီရက်40တက်တယ်တက်ပြီးသူများကြီးနှိမ့်ရှင်းခံတယ်ဩပဋိစ္စမင်းလားနှိမ့်ရှင်းခံတယ်ကျွန်တော်နှိမ့်ရှင်းခံတယ်အခုလုံးတင်တာအခုနှိမ့်ရှင်းခံတယ်ကျွန်တော်တယောက်တည်းမခံအောင်ကျွန်တော်မျက်ရည်လေးကြားပြီးလူအသက်တာရှောင်လန်းနေတယ်ဒါပေမဲ့နှလုံးသားမှာတကယ်ယုံဖျားချိတာတကယ်မရှိသေးဘူးကျွန်တော်ရှိမှာကျွန်တော်နှုတ်ကပတ်တော်နားထောင်တာပဲရှိသေးပြောတာတွေပဲရှိသေးတယ်ကျွန်တော်နှလုံးသားတကယ်မရှိသေးဘူးပြန်လာတယ်ဆရာကိုဒလာမျိုးရဲ့ဆရာတပါးကျောင်းမှာသူကဖျားကျောင်းအပတ်စီပုံမှန်တက်တယ်ကောင်းကြည့်ရတယ်လမ်းစီပြီးတယ်ပြန်ပြီးတယ်တွားတော့ကောင်းကောင်းပဲပြန်လာရက်တော့တယ်ညနေရက်တော့တယ်ဒီလိုနဲ့ပဲနေနောက်ဆိုဘုရားသခင်ဟိုအမျိုးသမီးဆူတောင်းတယ်ပေါ့ကျွန်တော်လည်းတစ်ခါကျဆူတောင်းတယ်အလုပ်ရဖို့အလုပ်ရဖို့ဆူတောင်းတယ်ဘုရားသခင်ကအကောင်းဆုံးအလုပ်ပြင်ဆင်ပေးတယ်နှစ်ယောက်လုံးပြင်ဆင်ပေးတယ်သူလည်းအလုပ်ရတယ်ကျွန်တော်လည်းအလုပ်ရတယ်အလုပ်လုပ်တယ်ဒါပေမဲ့ကျွန်တော်အလုပ်လုံးသားတာဒီအသက်ရှင်နေသူတို့ပြောတဲ့ယေရှုကအသက်ရှင်နေငါတခါမှလည်းမမြင်ဘူးငါနမိတ်လက်ခံနိုင်ငါတခါမှမတွေ့ဘူးသေးဘူးတကယ်ရှိလို့ရှိရလားအဲ့ဒီအတွေးကြီးကကျွန်တော်တွေမှာရှိနေလို့မယ်ဘုရားကြောင့်သွားတယ်ဒါပေမဲ့အရက်တောက်တော့မယ်အရက်တောက်တယ်ဆိုအရင်တော့ကလိုပေါ့အရက်သမားအမူကြီးတော့မဟုတ်တော့ဘူးနေကင်းလေးနဲ့တောက်တတ်တယ်ညနေကြားတာတောက်တတ်တယ်ဖျားကြောင်းနဲ့ပါသွားရင်မတောက်ဘူးပြန်လာရင်တောက်တယ်အဲ့လိုနဲ့ကျွန်တော်အသက်တာ6လမ်းနေတဲ့အခါမှာကျွန်တော်အသက်တာမှာတကယ်အသက်ရှင်နေဖျားဆိုလို့ရှိရင်ငါဒီအရက်ကိုဖြတ်မယ်ဆိုပြီးကျွန်တော်ဖျားကြောင်းတက်နေတဲ့အသင်းတော်မှာသွားပြီးတော့အသင်းဥဆရာကျွန်တော်ဒီလိုပဲအရက်ဖြတ်ခြင်းတယ်ကျွန်တော်စိတ်ကျမ်းမာမှာအရက်ဖြတ်ပြီးတော့ပြောတယ်အရက်ဖြတ်ခြင်းတယ်အဲ့ဒီအချိန်မှာအသင်းကတော်ကအဲ့ဒီနေ့ရတဲ့အလှငွေအိတ်ကိုကျွန်တော်တို့ကြွကြွရဲတုံထည့်ပြီးရောတုံမထွန်ရက်သွားဖြတ်ကြည့်ကျွန်တော်ဖျားရဲ့အလှငွေကိုကျွန်တော်အရက်သွားမဖြတ်ဘူးအဲ့အချိန်မှာကျွန်တော်ဒီငွေကိုအရက်တောက်တယ်ကျွန်တော်ဈေးတောက်တယ်အဲ့လိုလှုပ်လိုက်တဲ့အချိန်မှာကျွန်တော်အလုပ်တွေပြုတ်တယ်နောက်ကကျွန်တော်မျိုးသမီးကဖျားပေးရဲ့ရင်သွေးပြတ်ကျသွားတယ်ကျွန်တော်ချက်တော့ဓာတ်လီကညက်တယ်အဲ့ဒီအချိန်မှာကျွန်တော်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ဘာလို့သိတာလဲဆိုလို့ရှိရင်အိုးဖျားတကယ်အသက်ရှင်မလားဖျားပေးတဲ့ငွေကိုငါအလွဲသုံးစားလုံးမိတဲ့အတွက်ဖျားသခင်ငါ့ကိုတန်ခတ်တာအသက်ရှင်တဲ့ဖျားပါလားဆိုတဲ့အချိန်ကစပြီးကျွန်တော်အဲ့ဒီအချိန်ကစပြီးတော့အရက်မတောက်တော့ဘုရားသခင်ကိုဆူတောင်းတယ်ဖဘုရားသခင်ကျွန်တော်ဒီအရက်ကိုမတောက်တော့ဘူးဘုရားသခင်ကိုပဲကျွန်တော်ကိုးကွယ်မယ်တကယ်အသက်ရှင်တဲ့ဘုရားနောက်ကိုပဲကျွန်တော်လိုက်မယ်ဘုရားရဲ့အဆိုပါအစေခံမယ်အစေခံနိုင်ဖို့တော့ကျွန်တော်ဘာလို့လိုရလဲဘုရားသခင်အကောင်းဆုံးပြင်ဆင်ပေးပါဆိုကျွန်တော်ဆူတောင်းတဲ့ခါမှာနောက်နေ့ဆရာတစ်ပါးအဖြစ်ကျွန်တော်ကိုကျမ်းစာကြောင်သုံးနဲ့တက်ခွင့်ထားလိုက်ပို့တယ်ကျမ်းစာတက်တဲ့အချိန်မှာကျွန်တော်အရက်အဲ့တော့ဘုရားဆူတောင်းပြီးတဲ့အချိန်မှာကျွန်တော်အရက်ပြတ်နေပြီဒါပေမဲ့အကြာကြီးမခံနိုင်ဘူးချီတုံလက်လိုနည်းနည်းတုံသေးတယ်ကျမ်းစာရောက်တယ်နောက်နေ့မနက်မှာပဲကျွန်တော်တရက်ပဲခံစားလိုက်ရတယ်ဘုရားသခင်ကကျွန်တော်အသက်တာကိုချီတုံလက်လိုမရှိဘူးနဲ့တူတကယ်တရုတ်ဆရာတွေအမှုဆောင်ရဲဆိုကျွန်တော်ကျမ်းစာကြောင်တက်ခွင့်ရတယ်ကျမ်းစာကြောင်3လဆင်းပြီးတာနဲ့ချပြီးတော့ကျွန်တော်ဘုရားသခင်ကအသက်ရှင်တဲ့ဘုရားငါနဲ့အတူရှိသောဘုရားငါ့ကိုစောင့်ရှောက်သောဘုရားဆိုတာကိုသိပြီးအဲ့ဒီရှင်ကစားပြီးကျွန်တော်အသက်တာမှာဘုရားနှုတ်တော်ဖတ်တယ်ဆုတောင်းတယ်ဘုရားချီမှာအစေခံတယ်ဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းအင်းစကားကိုပြောတယ်အဲ့ဒီအချိန်မှာကျမ်းစာဖတ်တဲ့အချိန်မှာကျွန်တော်နမိတ်လက္ခဏာတွေမြောက်စွာတွေ့တယ်ဆရာကြီးနဲ့သွားတယ်နှဆူမောင်းထုတ်နိုင်တယ်မကျမ်းမာသူကိုယ်တိုင်လက်တဲ့ဆုတောင်းတဲ့အခါမှာကျမ်းမာတဲ့အခွင့်အရေးကိုဘုရားသခင်ကကျွန်တော်ကိုလက်တွေ့ပြလာတဲ့အတွက်ကျွန်တော်အသက်တာမှာယခုဘုရားသခင်မှာအစေခံနေတဲ့သူဖြစ်တယ်ဘုရားကောင်းမြတ်ကြောင်းအင်းစကားကိုဘယ်နေရာပဲရောက်ဘယ်နေရာပဲသွားလိုက်ပြောနေသူဖြစ်တယ်ဘုရားရဲ့အမှုတော်အဖြစ်ကိုဘုရားသခင်အနိုင်ဆုံးကနေအမြင့်ဆုံးကိုရွေးကောက်တယ်ဆိုတဲ့ဖခင်ကိုကျွန်တော်ယခုရရှိပြီးတော့ဖခင်ရှိမှာအစေခံနေဆိုတဲ့အရာလေးကိုကျွန်တော်အနေငယ်တက်တည်ခံခြင်းပါတယ်ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေညီကူမောင်နှမကြည့်ရှုနေတဲ့ညီကူမောင်နှမတွေကလည်းတကယ်အသက်ရှင်တဲ့ဖခင်ကိုမြည်ဆန်းကြည့်ပါမြည်ဆန်းကြည့်မှယုံကြည်ပါသူများပြောလို့ဟိုဟာရလို့ဒီဟာရလို့ဆိုပြီးတော့ပဋိသမခံပါနဲ့မယုံကြည်ပါနဲ့တကယ်နှလုံးသားမှာကိုယ်တိုင်မြည်ဆန်းပြီးမှတကယ်နမိတ်လက္ခဏာမြင်ပြီးကိုယ်တိုင်ယုံကြည်လာပြီးဆိုမှဘုရားသခင်ကိုကိုးကွယ်လို့ရှိရင်ယခုဘဝနေမဟုတ်ဘူးနောက်ဘဝတွေ